ခင်မီတိုးတက်လာတဲ့ယနေ့ကဘာကြီးမှာအမျိုးသားအများစုဟာအလုတ်အကိုင်စီးပွားရေးနဲ့လူမှုရေးဖြစ်စီမှုတွေကြားမှာအိတ်ချင်းဆိုတဲ့အရာကိုတန်ဖိုးထားဖို့မေ့လျော့နေကြပါတယ်။သူများအိတ်ချင်းငါအလုံးလုံးမှတိုးတက်မယ်ဆိုတဲ့အတွေးမျိုးနဲ့ညနဲ့တက်ထိနေထိုင်တတ်ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေနဲ့ဆရာဝန်တွေကတော့ဒီအချက်ကိုပြင်းပြင်းထန်ထန်တတိပေးထားပါတယ်။အထူးသဖြင့်အမျိုးသားတွေအတွက်အိတ်ဆက်ခြင်းဟာအနားယူခြင်းတသက်မဟုတ်ပဲကိုယ့်ရဲ့ယောက်ျားပြီးတာမှုလိန်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ခွန်အားတွေကိုပြန်လည်ဖြည့်တင်းပေးတဲ့တဘာဝအားစေးတစ်မျိုးဖြစ်ပါတယ်။ဒီဆောင်ပါမှာတော့အိတ်ဆက်ခြင်းကအမျိုးသားဟော်မုန်းတက်စတိုစတီရွန်အပေါ်ဘလို့တက်ရောက်မှုရှိတယ်လဲအဲ့ရပြည့်ရင်ဘာတွေဆုံးရှုံးမလဲဆိုတာကိုသိပ္ပံနည်းကြအချက်လက်တွေနဲ့အသေးစိတ်ရှင်းပြသွားပါမယ်။ Testosterone hormone နဲ့ရွှေရောင်ချိန် golden window Testosterone ဆိုတာအမျိုးသားတွေအလိင်စိတ်ဆန္ဒ libido တုတ်ကောင်ထုတ်လုပ်မှုကြွတာထုထဲတိဆောက်မှုအယိုးတန်မာမှုနဲ့စိတ်ဓာတ်ကြန့်ခိုင်မှုတွေကိုထိန်းချုပ်ပေးတဲ့အဓိကဟော်မုန်းဖြစ်ပါတယ်။ထိထားတဲ့တော့လွတ်ဝတ်ချ40စက္ကန့်က2နာရီအချိန်လူခန္ဓာကိုယ်ဟာစိတ်ယုံတယုံနဲ့အတူပါတယ်။နေ့ဘက်မှာအလုပ်လုပ်ပြီးညဘက်မှာပြုပြင်ထင်းထင်းကြီးလုပ်ပါတယ်။သူထေသနာတွေအရာအမျိုးသားဟော်မုန်း testosterone ထုတ်လုပ်မှုအမြင့်ဆုံးရောက်ရှိတဲ့အချိန်ဟာညတန်းခေါင်12နာရီ40ကမနက်2နာရီဝန်းကျင်ဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချက်ကဒီအချိန်မှာသင်ဟာနှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့အစဉ် deep sleep ရောက်နေမှာသာသင်ဦးနောကဟော်မုန်းထုတ်ဖို့အမိန့်ပေးမှာဖြစ်ပါတယ်။အကယ်၍သင်ကညတနာရီလောက်မှအိပ်ရဝင်တယ်ဆိုရင်သင်ခန္ဓာကိုယ်ကဒီရွှေရောင်အချိန်ကိုကျော်လွန်သွားပါပြီ။ရလက်အငင်းနဲ့တဘာဝကပေးထားတဲ့ဟော်မုန်းဖြည့်တင်းခွင့်ကိုသင်လက်လွတ်ဆုံးရှုံးလိုက်ရတာနဲ့အတူတူပါပဲ။ အေးမဝချင်းကအမျိုးသားစွမ်းဆောင်ရည်ကိုဘယ်လိုဖြတ်စီတယ်လဲအေးရေးပြတာရက်ဆက်လာရင်မျက်ကွင်းညိုတာလောက်ပဲဖြစ်မယ်လို့မထင်လိုက်ပါနဲ့တင်ရဲ့လိန်ပိုင်းဆိုင်ရာကျမ်းမာရေးမှာအောက်ပါဆိုးကျိုးကြီး၃ခုကိုတိုက်ရိုက်ခံစားရနိုင်ပါတယ်ကလိန်ဆန်သောထိထိတာတာကြဆင်းလာခြင်း low libido အေးရေးပြတဲ့အခါခန္ဓာကိုယ်မှာကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေမြင့်တက်လာပါတယ်ကော်တီဆောနဲ့တက်စတိုစတီရွန်ဟာရန်သူတွေပါကော်တီဆောမြောက်လာရင်တက်စတိုစတီရွန်ကျသွားပါတယ်တက်စတိုစတီရွန်နည်းသွားတဲ့အတွက်အမျိုးသမီးတွေအပေါ်စိတ်ဝင်စားမှုလျော့နည်းလာမယ်အရင်ကလိုစိတ်ပါလက်ပါမရှိတော့ပဲလိမ်မှုကိစ္စကိုဝန်တော့ဝန်ဖို့တခုလိုခံစားလာရတတ်ပါတယ်တပတ်ကို9နာရီအောက်ပဲအိတ်တဲ့အမျိုးသားတွေဟာပုံမှန်အိတ်သူတွေထက်တက်စတိုစတီရွန်ပမာဏ10%ကနေ15%အထိလျော့နည်းနေတဲ့အကြောင်းလေ့လာတွေ့ရှိရပါတယ်လွယ်လွယ်နဲ့ပိန်ပန်းနွမ်းနေခြင်း low stamina လိင်ဆက်ဆန်ခြင်းဆိုတာကိုယ်လက်လှူရှားမှုတစ်ခုပါပဲအေးဝဝအိတ်ထားမှသာကြွတားမီပြန်လဲပြပြနိုင်ပြီးစွမ်းအင်တိုးဟောင်ထားတဲ့ glycogen ကိုပြေဝညမှာပါအေးမဝရင်နှလုံးခုန်လုံးမခံတာအမောမခံနိုင်တာတွေဖြစ်လာမယ်ခဏလေးလှူရှားလိုက်တာနဲ့မောပန်းလွယ်ပြီးစွမ်းဆောင်ရည်မပြည့်မီခွေးခုတ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါဟာအမျိုးသားတက်လုံကြာဆင်းခြင်းရဲ့လက္ခဏာပါပဲကအချိန်မကြာရင်ပြီးဆုံးလွယ်ခြင်း premature ejaculation ဒါဟာအတော်များများသတိမထားမိတဲ့အချက်ပါအေးရေးပြတ်ခြင်းလားဦးနောက်ရဲ့အာယုကြောစနစ်ကိုထိခိုက်စေပါတယ်အေးရေးပြတ်နေသူတွေရဲ့အာယုကြောတွေဟာပုံမှန်ထက်ပိုပြီးဆက်ဆက်ထိမခံဖြစ်နေတာပါတယ် hyper sensitive စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်စွမ်း self control ယုံနေသွားတဲ့အတွက်စိတ်ရှိလက်ရှိမစွမ်းဆောင်ခင်မှာပဲထိန်းချုပ်လို့မရပဲပြီးဆုံးသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါအပြင်စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့စိုးရင်ပူပန်မှုကလည်းဒီပြဿနာကိုပိုဆိုးစေပါတယ်တော့အမျိုးသားစွမ်းအားပြေဝဖို့ဘယ်လိုပြည့်ပြည့်နေထိုင်မလဲဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ငွေကုန်ကြီးကြများတဲ့ဈေးဝါးတွေမလိုအပ်ပါဘူး။အောက်ပါအခြေခံအချက်၃ချက်ကိုစနစ်တကျလိုက်နာခြင်းကသာအကောင်းဆုံးကုထုံးဖြစ်ပါတယ်။အချက်၁တစ်နေ့ကိုအနည်းဆုံး9-8နာရီအိပ်ပါ။လူတစ်ယောက်ရဲ့အိပ်ဆက်ခြင်းစံဝုန်း sleep cycle တစ်ခုဟာမိနစ်90ကြာပါတယ်။တညကိုဒီစံဝုန်း4ချိန်ကနေ9ချိန်လောက်ရရှိမှသာအုံမောက်နဲ့ခန္ဓာကိုယ်ကအပြည့်အဝပြန်လည်လန်းဆန်းနိုင်တာပါ။9နာရီအောက်လော့နေလို့ရင်တင်းရဲ့ဟော်မုန်းထုတ်လွှတ်မှုစံဝုန်းကိုပြည့်စုံတော့ပါဘူး။ဒါကြောင့်အိတ်တာဟာအချိန်ဖြုံးတာဆိုတဲ့အတွေးကိုဖျောက်ပြီးအိတ်တာဟာငါ့ရဲ့စွမ်းဆောင်ရည်ကိုအားသွဲနေတာလို့မှတ်ယူပါနတ်နာရီမကြော်ခင်အိတ်ဖို့ကြိုးစားပါအပေါ်မှာပြောခဲ့တဲ့ရွှေရောင်အချိန်ကိုအမိအရာယူဖို့ဆိုရင်17နာရီလောက်ကတည်းကအိယာဝင်ဖို့လိုပါနဲ့လူတစ်ယောက်ဟာအိယာဝင်ချင်းချက်ချင်း deep sleep အိပ်ပျော်မှုအဆင့်ကိုမရောက်ပါဘူးအချိန်အတိုင်းအတာတစ်ခုယူရပါတယ်
17နာရီမှာစအိမ်မှ12နာရီကျော်လောက်မှာခန္ဓာကိုယ်ကနင်းနဲ့ချက်ချက်အိပ်ပျော်နေတဲ့အဆင့်ကိုရောက်ပြီးဟော်မုန်းတွေကိုအပြင်အချမ်းစတင်ထုတ်လုပ်ပြီးမှဖြစ်ပါတယ်။ 3. အိမ်မဝင်ခင်ဖုံးသုံးချိန်လျှော့ချပါဒါကခေတ်လူငယ်တွေအတွက်အခက်အခဲဆုံးစိန်ခေါ်မှုပါဖုံးမင်းနေပင်ကထွက်ခဲ့အပြာရောင်အလင်းဘလူးလိုက်ဟာနေရောင်ခြည်ညက်သဘောတဘာဝကျူပါတယ်ညဘက်ကြီးဖုံးကြည့်နေရင်အုံနောက်ကမိုးမချုပ်သေးဘူးနေဘက်ပဲရှိသေးတယ်လို့အထင်မှားသွားပါတယ်အဲ့ဒီအခါအိတ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့မက်လာတိုနင်ဟော်မုန်းထွက်မလာတော့ပဲအိပ်ပျော်ဖို့ခက်ခဲစေပါတယ်ဒါကြောင့်အိပ်ရမဝင်ခင်တနားလီအလိုလောက်ကလေးကဖုန်း TV ကွန်ပျူတာတွေကိုပိတ်ထားပါစာအုပ်ဖတ်တာတရားထိုင်တာမျိုးပြောင်းလို့ကြည့်ပါ နီကုန်းချုပ်မိတ်ဆွေအမျိုးသားတရားရဲ့တက်တိနဲ့တက်လုံဆိုတာနိဘက်မှာလုတဲ့လေ့ကျင့်ခန်းတွေစားတဲ့အစားအစာတွေပေါ်မှာမူတည်နေသလိုညဘက်မှာတင်ဘလောက်ကောင်းကောင်းအိပ်ဆက်တယ်လဲဆိုတာပေါ်မှာလည်းလုံးလုံးလျားရမူတည်နေပါတယ်အဲ့ရေးဝါဒဟာအမျိုးသားတက်လုံတဲ့အခြေခံအကြဆုံးအချက်ပါငွေတွေဘလောက်ရှာနေပါစေယာရုတွေဘလောက်ကြီးပါစေကိုယ့်ရဲ့အိမ်တော်ရဲ့ဒုက္ခနဲ့ကျမ်းမာရေးကိုမဆောင်ရှောက်နိုင်တဲ့ဘဝကပြည့်စုံမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ညကစပြီးည7နာရီဆိုအိပ်ရဝဲမယ်ဖုန်းကိုခေါင်းရဲမှာမထားဘူးမနေ့ပြန်အတွက်အားရင်တွေကိုညဘက်မှာအပြည့်အဝဖြည့်တင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတင်းရဲ့အမျိုးသားစွမ်းရည်တိုးတက်ပြောင်းလဲလာတာကိုရက်ပိုင်းအတွင်းမှာပဲတိတိတမ်းမှခံစားရပါလိမ့်မယ်ကဲကိုဘော်ဒါတွေထဲမှာညဘက်ဆိုမှအိတ်တိုင်း gain shot ဖုံးထုံးနေတဲ့ဈေးကွက်တွေရှိနေလားရှိရင်တော့သူတို့ကိုဒီ post လေးအောင်မှာ mention ခေါ်ပြီးအိတ်ခိုးလိုက်ပါအောင်အဲ့ရေးဝါမှာစွမ်းရည်ပြေးမှာမို့ဒီညတော့စောစောအိတ်ကြဆိုနော်